ဘာရေအဖစားကြည့်တာလေးစားလို့ရတယ်အခုလေမနာပြောရင်လေဟိုဒီကားသမားလေဒေါ်လေးကိုလေပတ်စက်တစ်ထုပ်ပြီးတာပြန်မအောင်ဟုတ်လားဩဒေါ်လေးကလေကားက900ပဲကြာတာပြန်မအောင်ဒေါ်လေးကစုတူကိုစုပေးလိုက်တယ်ဒေါ်လေးကလေအခုရင်ထဲမှာလေတစ်ချောင်းမကနဲ့ပြန်ရပါစေလို့စုတောင်းတယ်ဒေါ်လေးရှင်မဝိုင်းလို့ရတာရဲ့မော်လိုက်ရပါပါဘူးတော်ဒီလားโอเคဒီတာစကားလေးဖေးရင်ဝေးခွေလေဖေးရင်ဝင်ရင်းရသစိမ့်လေးစီးပြလာတော့အဒီမျက်စိဝယ်အောင်ပဲဗျဒီမျက်စိရောင်းတာလားအော်ချပါတော့ဘယ်လိုရောင်းလဲဗျတချောင်းထောက်ရှိအော်1800လားဟုတ်ဩအကုန်လုံးဖြီးမှာလားအချောင်းလိုက်ဖြီးစရာမလိုအော်ဖြီးစရာမလိုတားချက်ချက်ဟုတ်ကဲဘယ်လိုဟာကိုရွေးရတာလဲရွေးရင်ကာလေးနဲ့ကာလေးနဲ့ကြိုက်လားဆူဆူလေးကြိုက်လားကာကြိုက်လားဆူဆူလေးကြိုက်လားဆိုတော့ကြိုက်တယ်ရကာဒါလေးပဲယူလိုက်မယ်ဟုတ်အကုန်လုံးဆိုရင်ဘယ်နှချောင်းလောက်ရှိလဲဗျ15ချောင်းက15ချောင်းအကုန်လုံးဝယ်မယ်ဆိုရင်ရောတောက်လျှော့ပြီးလျှော့ပေးပါလားလာထိုင်ပါအောင်လက်ဆောင်ပေးခြင်းလို့လက်ဆောင်ပေးခြင်းနော်လက်ဆောင်လေးပေးခြင်းလို့ထိုင်ပါအောင်ခင်ဗျာဒါလည်းအားပေးမယ်နော်ဟုတ်ကဲ့ပါခဏလေးနော်ခဏထိုင်ပါအောင်ခင်ဗျာကဲဒီပေါ်တင်လိုက်မယ်လာဒီပေးထိုင်ဘာမှမလုပ်နော်ရောဒါလေးကစီဘူးလေးဒါလေးကချက်ဥလေးရောအဲ့ဒါစားဖို့ပြီးတာပါခင်ဗျာကဲတပြက်စီးကြီးရောင်းတာဆိုတော့ဒါကိုယ်တိုင်ရက်တာလားဒါမှမဟုတ်ရင်ဝယ်တစ်စင်ပြန်ဝယ်တာလားဖောက်တယ်ဖောက်တယ်ယူတာလားတပြက်စီးရောင်းတာကြားပြီလားကြားဘယ်နှစ်လောက်ရှိပြီလဲ9နှစ်ရှိသွားပြီလားအဆင်ပြေလားရောင်းရတာပြေးတယ်ဘယ်ကနေလာရောင်းတာလဲဟိုအောင်ချမ်းသာအောင်ချမ်းသာလားအောင်ချမ်းသာဘက်ကပြက်လာမတွေ့ဘူးကားနဲ့လိုင်းကားနဲ့ဆင်းပြီးတော့ချက်ပြန်ရှောက်ဟိုထိတ်ကိုရှောက်ရတာဘယ်စီတော့ရောင်းတာလဲဒီရွာရဲ့ဘက်တီသွားမှာဟုတ်လားရက်ကွက်သေးတယ်အခုမှသွားတော့မလို့ရှိသေးတယ်ဟုတ်ပြီခင်ဗျာအဲ့ဒါဆိုရင်အတိနဲ့မေဘယ်လိုခေါ်လဲဒေါ်စာဆိုအသက်ဘယ်လောက်ရှိသွားပြီတော့4343ရှိသွားပြီအသက်လေးဒေါ်စာဆိုရဲ့ကံကိုစမ်းကြည့်မယ်ဒီမှာထီလေးရောပါတယ်ရောထီလေးကလည်းဆောင်နော်မိုးရွာရင်ထီဆောင်သွားနော်ဖြားလိုက်မယ်ဒီမှာတားရဲ့အနုပညာကြီးတွေကနော်အလူငွေလေးတွေကိုဒီထဲမှာထည့်ထားတယ်ဒေါ်စာဆိုရဲ့ကံကိုစမ်းကြည့်မယ်အသက်43နှစ်ရွယ်ဒီပြစီရောက်နဲ့အန်ဒီရဲ့ကံကိုစမ်းကြည့်မယ်ဒီထဲမှာပါတဲ့ပတ်စံကအန်ဒီကရမှာဘယ်တော့ပဲပါကိုရမှာစိတ်ဝင်စားလားဟုတ်ကဲ့အဲ့ဒါဆိုရင်ဒီမှာကြိုက်တဲ့စာအိတ်ကိုရွေးလို့ရပါတယ်ကြိုက်တဲ့စာအိတ်ကိုရွေးပါခင်ဗျာနော်ကြိုက်တယ်လို့ရွေးလို့ရတယ်ကဲရွေးကြည့်လိုက်ကြိုက်တာယူလို့ရတယ်ကြိုက်တာဟုတ်ကြိုက်တာယူဖောက်ကြည့်လိုက်ဟုတ်ပြီခင်ဗျာဖောက်ကြည့်ပါခင်ဗျာထုတ်ကြည့်လိုက်ပါအောင်အကုန်လုံးထုတ်လိုက်ပါအောင်ကဲအကုန်လုံးထုတ်လိုက်ပါအောင်ကဲရည်ကြည့်ပါအောင်ခင်ဗျာ1000 2000 3000နဲ့8000 တောင်းတန်နေနဲ့ထောင်းတန်နေနဲ့ရော2000 6000 9000 9000 9000 လောက်3000ရသွားပြီခင်ဗျာကဲ3000ရသွားပြီ3000နေရောလက်ဆောင်နေရသွားပြီခင်ဗျာနော်ဒီပြည့်စီဒါဆိုရင်ဘယ်နှချောင်းသာရသွားပြီလဲဒီပြည့်စီဘယ်နှချောင်းသာရပါလဲ3000ဆိုရင်တရားကအရင်ရောအမြတ်ပေါ်ဆိုလို့ရှိရင်ဟုတ်
အရင်ကအမြတ်ကိုဆို ဟုတ်ကဲဘယ်နှချောင်းလာရပါလဲစစ်စစ် အရင်အမြတ်ကိုဆိုပြီးနေဟိုကလေဒီမြတ်ကဟိုကောက်1,800ရောင်းရတယ်လူတွေက1,800လည်းမပေးပါဘူး1,500ပေးပါတယ်1,500ပေးတာများတယ်တော့10ချောင်းကုန်ရင်9,000မြတ် ဩ10ချောင်းကို 9,500ရှိတောင်မြတ်တယ်အရင်1,000ခွဲပေးရ ဟုတ်လား အရင်1,000ခွဲပေးရ ဒါဆိုရင်ကျွန်တော်တို့ ဟိုကအရင်ကမြတ်ပေါ်ဆိုလို့ရှိရင်2,000 1,000လောက်ရ ဟုတ်လားကဲဝမ်းသာသွားတာပေါ့ ဟုတ်ကဲ့ဝမ်းသာ ကဲ ဝမ်းသာတယ်ဒီလိုမျိုးတစ်ခါမှကိုညီမဲလို့မရှိ ဟုတ်လားရုံးကန်မိသားစုရောဘယ်နှယောက်ရှိရလဲ အေးညီမလေး ဩ3ယောက်ရှိရပေါ့ ဒါသမီးမရှိပါဘူးအဖေကတက်ကြည့်ပါပြီ ဩ ညီမလေးကလည်းကျမအိမ်ကော ဟုတ်လားတယောက်တည်းရုံးကန်ပြောမှရှာသွေးနေရပါ ဟုတ် ပေါ့ ကဲ့ပါလေဒါကဲအဖေကရောအသက်ဘယ်လောက်ရှိသွားပြီလဲ 60နဲ့4နှစ် 64နှစ်ကဲအခုလိုမျိုးဒါလမ်းမှာ surprise တိုက်ခံရတဲ့အတွက်ကြောင့်အရင်ဝမ်းသာသွားတာပေါ့ အရင်ဝင်တာလေ ကဲဟုတ်ပြီခင်ဗျာ အရင်ဝင်တာလေအရင်ကိုကျေးဇူးတင်နေအရင်ဝင်တာလေဒီမျိုးတွေဒီမျိုးကိုရင်းနဲ့လူမတွေ့ပါတော့ကြီးလေဈေးရောက်နေတာ5နှစ်ရှိပြီမျိုးမျိုးစားဒီလိုမျိုးပူနေတယ်မရှိပါ ဟုတ်လားကဲဒါကိုယ့်ရဲ့ကံအလှည့်ပြောင်းပေါ့ကံကောင်းလာတာပေါ့နော်ကဲကိုညီလေးတို့တွေ့လာ အဖေကိုလှုပ်ကြွေးတဲ့အကျိုးကျေးဇူးပါ ဟုတ်တာဗောမိဘကိုလှုပ်ကြွေးတဲ့ကြိုးကျေးဇူးကြောင့်မလို့ ဒါနဲ့တွေ့လိုက်ကုသိုလ်ကကောင်းလိုက်ဒါ တော့ကဲစက်တိုက်သားနဲ့တွေ့ပြီးတော့ပဲစက်တိုက်ကဲနေကောင်းပါစေနော်ကဲသားထပ်ပြီးတော့မှကြောလိုက်ပါမယ်နော်ကဲအဖေကဒါညီမလေးရောဆေးဖို့အတွက်နော်နော်ရောဒါလေးကနောက်ထပ်ပြီးတော့မှကြောလိုက်တာပါဒီဟာတွေအကုန်လုံးဖို့အတွက်စာရောတခါလေးရှင်းပြလိုက်မယ်နော်ဒါအကုန်လုံးအတွက်ရောပေါင်းပြီးတော့ပြီးတော့ကျတော့အိမ်မှာရှိတဲ့ညီမလေးအတွက်ရောပြီးတော့အဖေအတွက်ပါဒါလိုအပ်တာ3ခုနောက်ထပ်9,000သားထပ်ပြီးတော့မှကြောတာပါဒါကကျတော့ကိုယ့်ရဲ့ကံကောင်းတဲ့ငွေပေါ့နော်ဒါလေးကကျတော့ဒါထပ်ဆောင်နေမှာဒါကုညီတဲ့အနေနဲ့ထပ်ပြီးတော့မှကုညီပေးတာပါခင်ဗျာနော်ကဲဒါလေးက9,000ဒါလေးကကျတော့ကိုယ့်ရဲ့ကန်စာတာအရာပေါက်လာတဲ့ငွေလေးနော်ဒါလေးကိုကန်ကောင်းတဲ့ငွေလေးဒါလေးကသိမ်းထားခြင်းလဲသိမ်းထားလိုအပ်တော့သုံးခြင်းနဲ့ဆိုရင်လဲသုံးဒါလေးကကျတော့တက်သုံးဖို့ဒါထပ်ပြီးတော့မှကြောလိုက်တာပါနော် ဒီလာကုန်26ရက်နေ့ဆိုရင်ဒေါ်လေးကအိမ်လာကပြီးရမယ် ဟုတ်လား မနေ့ရှာရမှာ ဟုတ်လားကဲအဲ့ဒါဆိုရင်ဒါတစ်လစာလောက်တော့ရသွားပြီပေါ့နော်ဘာပဲဖြစ်ဖြစ်ညာကြီးလဲနော်အဆင်ပြေပါစေနော် ပြေးတာလေးပြေးတယ်စုလေးပြေးပါစေအပြေးပြေးပါစေပြေးပြေးပါစေ ပြေးမှာပါပြေးမှာပါ ဝ နော် တာဝတာ ဟုတ်တယ် ဝတာဝတာ ကဲဝမ်းသာပါဝမ်းသာပါလေနော်ဒီထက်မကအများကြီးစီးပြီးပါပြီနော်ကဲဒါမှလည်းပျော်လုံးဆိုးပြောမှာဘာပြောလို့ပြောမှန်းမသိဘူးနော် ဟုတ်ကဲ့တူလေးကဘာပြောလို့ပြောရမှာမသိပါဘူးတားရယ် ဒေါ်လေးရဲ့ကျမရေးကိုလည်းဒီဆိုင်တော့မိုးရွာမရှောင်နေဘူးမရှောင်အခုလိုမျိုးသားတို့ကကြတော့ဒီလိုမျိုးပြင်ပန်းနဲ့လမ်းမှာရှောက်ပြီးမှရွက်ရောင်းနေရတယ်ဈေးတယ်လေးတွေတွေ့ရင်ဒါတက်နိုင်တဲ့လောက်လေးကိုညီပေးနေရပါတော့ ကြားဘူးပါလေ ဟုတ်လား အဲ့ဒီလေအဲ့လိုလိုကားနဲ့တွေ့ပါသေးလို့ဆွတောင်းနေတာ ဟုတ်လားကဲသိသွားပြီဗျာကဲ အခုလေမနာပြောရင်လေဟိုဒီကားသမားလေဒေါ်လေးကိုလေပတ်စက်တစ်ထုပ်ပြီးတော့ပြန်မအောင် ဟုတ်လားဩ ဒေါ်လေးကလေကားက900ပဲကြာတာပြန်မအောင်ဒေါ်လေးကစုသူ့ကိုစုပေးလိုက်တယ်ဒေါ်လေးကလေအခုရင်ထဲမှာလေတစ်ချောင်းမကနဲ့ပြန်ရပါစေလို့စုတောင်းနေ ရပါ ဒီလာတာကားဝါပြန်စီလို့တစ်ချောင်းနဲ့မကအများကြီးရပါစေသူလည်းကြားပါပါချမ်းသာပါစေလို့အဲ့လိုစုပေးလိုက်တဲ့တာ ဟုတ်လား စပယ်ရပြန်မအောင်ဒေါ်လေးကိုလေ ဟုတ်လားအေးမနာပါလေဒေါ်လေးရောကားတယ် အခုစုတောင်းနေတာအခုစုတောင်းနေတာအခုတစ်ချောင်းလေးမကရတယ်တစ်ချောင်းလေးမကရတယ် ကဲ သားရဲ့ ရောဗျာကဲ1000နဲ့မကားတဲ့ဟာလေးထပ်ပြီးတော့မပေးလိုက်မယ်